အားလုံးပဲမင်္ဂလာပါ PK Smart Tutorial မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်က Viber ကပြတ်သွားတဲ့စာတွေမတော်တဆဖြတ်မိတဲ့စာတွေကိုဘယ်လိုမျိုးပြန်လည်ရယူလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဦးမိတ်ဆွေတို့ကကိုယ့်ရဲ့ Viber က update ဖြစ်လားမဖြစ်လားဆိုတာကို Play Store မှာတွားပြီးတော့မှစစ်ဆေးရမှာဖြစ်ပါတယ်အခုလိုမျိုး update တောင်းနေလို့ရှိရင်တော့ update လုပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ Viber တွေကိုအရင်တွားလိုက်ပါမယ်Viber လေးကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုအောက်ဆုံးမှာပေါ့နော်ဒီ more ဆိုတဲ့အဆက်ကလေး30နဲ့နေရာလေးရှိတယ်အဲ့ဒီကောင်လေးကိုထောက်လိုက်ပါပြီးကြလို့ရှိရင်ကျွန်တော်တို့က setting တွေကိုဝင်ရမှာဖြစ်ပါတယ် setting နဲ့ရောက်သွားရင်တော့ကျွန်တော်တို့ကဒီအပေါ်နားလေးက account ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးတာနဲ့အပေါ်ဆုံးက Viber package ဆိုတဲ့နေရာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့ကဒီဟာတော့ကျွန်တော်က Google account တစ်ခုနဲ့ချိန်ပြီးသားဖြစ်လို့ဖြစ်ပါတယ်သူရဲ့ drive နဲ့ချိန်ပြီးသားဖြစ်ပါတယ်မိတ်ဆွေတို့ကမချိန်ရသေးရင်ချိန်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့က daily packet လုပ်မှလား weekly packet လုပ်မှလားကျွန်တော်တို့ကကြိုက်နေတဲ့ရာကိုရွေးရမှာဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့ကဒီအောက်မှာ packet using နေရာမှာ Wi-Fi နဲ့လုပ်မှလားဒါမှမဟုတ် Wi-Fi ရော mobile data ရောဖုန်းနဲ့ရောဒါနှစ်ခုစလုံးလုပ်မှလားဆိုတာကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့နှစ်ခုလုံးလုပ်မဲ့ဟာကိုရွေးလိုက်ပါမယ်ပြီးတာနဲ့ကျွန်တော်တို့ကဒီအောက်ကပေါ့နော်ဒီ photo တို့ဒီ video တို့ကို include ဆိုတာလေးတွေအဲ့ဒီကောင်လေးကိုမှတ်ကြည့်လေးချစ်ပြီးတော့မှ bucket ဆိုတာလေးကိုနှိပ်ရမှာဖြစ်ပါတယ်နှိပ်ပြီးသွားတာနဲ့ကျွန်တော်တို့ကအပေါ်ကဒီမြင်းချောင်းလေးပေါ့နော်ခင်အောင်မြင်းချောင်းလေးကပြေးနေမှာဖြစ်တယ်အဲ့ဒီကောင်လေး percentage ဒီစုံသွားအောင်တော့စောင့်အောင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ဒီ Viber က application ထဲမှာကျွန်တော်တို့ chat history တွေထဲမှာပုံတွေဒီ video တွေများလို့ရှိရင်တော့များသလိုဒီနေရာမှာနည်းငယ်ကြာနိုင်ပါတယ်ဒီ packet လုပ်နေတဲ့အချိန်အတွင်းမှာပေါ့နော်ဒီ back arrow လေးနဲ့ကျွန်တော်တို့ကထွက်ပြီးတော့မှကျွန်တော်တို့ကြိုက်နေတဲ့ဒီတခြားလုပ်စရာရှိတာတွေလုပ်နေလို့ရပါတယ်ဒီကောင်ကတော့ဒီမူလဒီသူ့ရဲ့ process ကပြတ်သွားမှာတော့မဟုတ်ပါဘူးကျွန်တော်ကတော့စုံအောင်မပြတော့ဘူးเนาะဒါဆိုလို့ရှိရင်ဒါ packet လုပ်ပြီးသွားပြီကျွန်တော်တို့ packet လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအစမ်းပေါ့เนาะဒီ chat history တခုကိုဖြတ်ကြည့်မှာဖြစ်ပါတယ်စမ်းဖြတ်တာဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီအရေးမကြီးတဲ့ဟာလေးပေါ့နော်ဥပမာကျွန်တော်တို့နှုတ်ထဲကိုသွားပြီးတော့မှ high လို့ဒီတစ်ချက်လောက်ရေးပြီးတော့မှဒီစမ်းကြည့်ပေါ့နော်ပုံလေးတွေပါလေးပို့ပြီးတော့စမ်းကြည့်ပေါ့နော်ကျွန်တော်ဒီမှာဒီ chat တစ်ခုကိုကျွန်တော်ဖြတ်ကြည့်လိုက်မယ်ပေါ့နော်နားလေးကိုဆွဲ okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီရဲကိုဆိုတဲ့ဟာပေါ့နော်ဒီ chat history ကိုကျွန်တော်တစ်ချက်ဖြတ်ကြည့်လိုက်မယ်okay ဒါဆိုလို့ရှိရင်ဒါ chat history ကပြတ်သွားပြီပေါ့နော်ပြီးရတယ်ကျွန်တော်တို့ကအဲ့ဒီ Viber တွေကပဲကျွန်တော်တို့ဒီခဏနေက backup လုပ်တဲ့နေရာကိုပြန်သွားမယ်ပေါ့နော်ဒီအောင်သားလေးကအဆက်30နဲ့ more ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင် setting တွေကိုသွားပြီးရင်ကျွန်တော်တို့ account ကိုနှိပ်ပြီးရင် Viber backup ကိုတစ်ချက်ဝင်လိုက်မယ်ပြီးရတယ်ကျွန်တော်တို့ကဒီ backup ကိုမနှိပ်ဖဲနဲ့ဒီ page က restore ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော် restore now ဆိုတဲ့နေရာကိုဆက်နေရမှာဖြစ်ပါတယ်ပြန်တဲ့ဒီအပေါ်ကဒီ percentage လေးပြည့်သွားတဲ့အထိကျွန်တော်တို့ကတစ်ချက်ပြန်စောင့်အောင်မှာဖြစ်ပါတယ်ဒီနေရာမှာတော့ကို backup လုပ်တဲ့ကျွန်တော်ကိုဖြတ်လိုက်တဲ့ဟာကဒီများလားမများလားပုံမှာဘူတီပြီးတော့မှဒီနေရာမှာလည်းကြာနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့အဆုံးထိမပြတော့ဘူးเนาะကျွန်တော်ကြော်လိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ခဏနေကဒီ chat history လေးပြန်ပေါ်လာသလားဆိုတာကိုဒါကျွန်တော်သွားပြီးတော့မှပြန်ကြည့်မှာဖြစ်ပါတယ်โอเคဒီမှာဆိုလို့ရှိရင်ခဏနေရ chat history လေးကပြန်ပြီးတော့မှရောက်ရှိနေပြီဖြစ်ပါတယ်ကျွန်တော်ကဒီအထက်ကဒီပုံတွေပါတယ်ပြတ်သွားတာရှိလားပါလားဆိုတာကိုကျွန်တော်တစ်ချက်ဝင်ပြီးတော့မှတေချောင်းပြန်ကြည့်ပေးမှာဖြစ်ပါတယ်ချက်ဝင်လိုက်မယ်ဒါကတော့ပုံကတော့ပြတ်နေတဲ့ပုံစံပေါ့နော်ပြတ်နေတဲ့ပုံစံဒါပေမဲ့ဒီကမပြတ်ပါဘူးကျွန်တော်တို့ဒီတစ်ချက်ပြန်ထောက်ကြည့်လိုက်ပေါ့နော်ပြန်ထောက်ကြည့်လိုက်လို့ရှိရင်ဒီကျွန်တော်တို့ရဲ့ပုံကိုကျွန်တော်တို့ကအချင်းလင်းပြတ်သွားစွာပြန်လဲပြီးတော့မှမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ပုံပြတ်သွားတော့မဟုတ်ဘူးနော်backup ပြန်လုပ်ထားတာဖြစ်တဲ့အတွက်ဒါမျိုးလေးပေါ်နေတာဖြစ်ပါတယ်ဒါပုံတွေကတော့မပြတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုလို့ရှိရင် like subscribe နဲ့ comment လေးတွေရေးပြီးအားပေးသွားကြဖို့တောင်းဆိုပါတယ်